တနိုင်ငံလုံးကတိုက်ရိုက်စောင့်ကြည့်နေတဲ့ TV သတင်းစီစဉ်တစ်ခုမှာသတင်းကြေညာသူကနန်ဟာလူပေါင်း42ဦးသေဆုံးခဲ့ရတဲ့မိုင်းတွင်းမတော်တဆမှုအတွက်မိုင်းတွင်းပိုင်ရှင်တထေးကြီးမြတ်သားကိုတိုက်ရိုက်ထုတ်လွှင့်မှုမှာမျက်နှာချင်းဆိုင်မေးခွန်းများမေးရပါတော့တယ်။ဒီမတော်တဆမှုဟာကြိုတင်ကာကွယ်လို့ရတဲ့ကိစ္စဖြစ်ပြီးလူ42ယောက်သေဆုံးရတာဟာမတော်တဆမှုမဟုတ်ပဲလူတက်မှုပဲလို့ကမ္ဘာရှိမှာတပ်တွေနဲ့တကွရဲရဲဝံ့ဝံ့ဖွင့်ချလိုက်တာပါ။တထေးကြီးကဒါဟာကံကြမ္မာကြောင့်ပါလို့စင်ကြေပေးပေမဲ့ခေရင်ကတော့အလျှော့မပေးပဲခမားတို့ရဲ့ပေါ်ဆမှုကြောင့်လူတွေတေရတာကိုကံကြမ္မာလို့ခေါင်းစဉ်တက်မနေပါနဲ့ဆိုပြီးရုပ်တံလိုင်းကနေတဆင့်ပြည်သူတွေရဲ့ကိုစားဒေါသတကြီးနဲ့စကားစစ်ထိုးပါတော့တယ်။ကြော်ညာဝင်လို့ကင်မရာပိတ်လိုက်တဲ့အချိန်မှာတော့မကျေနပ်တဲ့တထေးကြီးကခန်းနန်းကိုမိတ်ကပ်ခန်းနဲ့ခေါ်ပြီးရန်တွေ့ပါတော့တယ်။မင်းငါကိုလူသက်သမားလို့ပြောရဲတယ်ပေါ့။ဒီနိုင်ငံမှာပတ်စံရှိရင်ဘာမဆိုဝယ်လို့ရတယ်မင်းရဲ့ရုပ်တံလိုင်းကိုပါငါဝယ်ပစ်လိုက်မယ်လို့ချင်းချောက်ပါတော့တယ်။ဒါပေမဲ့တထေးကြီးမသိလိုက်တာကကင်နန်ကသူ့ရဲ့မိုက်ခရိုဖုန်းကိုတမင်တက်ပိတ်မထားခဲ့ပါဘူး။တထေးကြီးချင်းချောက်နေတဲ့အတန်တွေအကုန်လုံးဟာတနိုင်ငံလုံးကကြည့်နေတဲ့ TV ဖန်သားပြင်ပေါ်မှာအတန်တွေတိုက်ရိုက်လွင့်သွားခဲ့ပါပြီ။တထေးကြီးရဲ့ကလိန်ကကြစ်ကြတဲ့တရုတ်မှန်ကိုတနိုင်ငံလုံးသိသွားတဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲဆိုတာဒုတိယပိုင်းမှာဆက်ကြည့်လိုက်ရအောင်